မင်္ဂလာပါရှင်။လျှမ်းတက် Flory မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အိမ်ရဲ့အလားကိုပိုပြီးတရက်သွားစီမယ်။ Skeleton အနာကိုတက်ဆင်ပုံအစားဆုံးလေးကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ SPC ကျန်းငင်းဒါမှမဟုတ်ကိုရီးယားပါကီလေးတွေခင်းတဲ့အခါမှာအခင်းမိုင်းလေးပြီးသွားတဲ့အခါကြလို့ရှိရင်ပေါ့ဒီနားကိုကျန်းငင်းလေးတွေမကုတ်ကသေးဘူးဆိုရင်တော့လုပ်ငန်းက100%မပြီးသေးတဲ့အတွက်အင်ရှင်ကအနံလို့မရသေးပါဘူးစကတီနားကိုချင်းကကျန်းကျင်လောက်ကတစ်ခုရဲ့အသက်ဆိုလည်းမမှားပါဘူးပထမဆုံးနံရံအောက်ခြေတွေကိုတန်ရှင်းအရင်လုပ်ပေးရပါတယ်ဒီ site လေးမှာတော့နံရံနဲ့အောက်ခံကျန်းကင်းကကြွေပြားတွေကွတ်ထားတာဆိုတော့တန်ရှင်းရေးအထူးတလဲလုပ်စရာမလိုပါဘူးစကတင်အနာကိုရဲ့အဓိကတာဝန်ကပါလဲဆိုတော့ကျန်းကင်းနဲ့နံရံကြားကဟနေတဲ့နေရာလေးတွေကိုဖုံးပေးတာဖြစ်တယ်လို့တန်ရှင်းရလုပ်တဲ့အခါမှာလည်းနံရံဆွန့်ပေမှုမရှိအောင်ကာကွယ်ပေးပါတယ်စကတင်ဆိုလဲလုံးဝအထူစားစကတင်လေးကိုတုံးပေးထားပါတယ်ရှင်တောင်ကျိုးတွေကွတ်တဲ့အခါအနားစွန်းတွေကို45ဒီဂရီတိတိကျကျစောင်းပြီးတိုင်းတာဖြတ်တောက်ပြီးကွတ်ပေးဖို့လိုပါတယ်အနာကွတ်တွေခိုင်ခန့်မှုရှိအောင်ကွတ်တဲ့ခါမှာဒီကော်မျိုးစားကလည်းအရေးကြီးပါတယ်ဒီပိုက်အိုတူးလို့တရုတ်ကတ်ကော်တွေသုံးမယ်ဆိုရင်တော့တော်ရုံဒီကော်တက်တန်းရှိတဲ့လောက်တော့ခံနိုင်ရရှိပါမယ်ရှင်ပုံမခိုင်ခန့်မှုရှိစေခြင်းနဲ့ဆိုရင်တော့ဒီ masbon ကောအမျိုးအစားဒါမှမဟုတ်ဆက်လို့ရည်သုံးတဲ့ကောအမျိုးအစားတွေပေါ့နော်အဲ့ဒါတွေကိုဒီအင်ရှင်ကဝယ်ပေးလို့ရှိရင်တော့သနာတို့ကထည့်ပြီးတော့သုံးပေးပါရရှင်ကဲအခုကတော့ skeleton နာကိုလေးကိုလုပ်ပြီးသွားပါပြီရှင်အခုမရှိတဲ့ကြမ်းဗျမ်းပတာမဖြစ်ရလေအောင်ပေါ့နော်အနာကိုမကွတ်ရသေးတဲ့အချိန်နဲ့ကွတ်ပြီးသွားတဲ့အချိန်တော့တိတိတတ်တာကွာခြားမှုလေးကိုတွေ့သွားမှာပါမြင်ရမှာပါနော်ကဲဒါလေးကတော့ elbow အနာကွတ်လေးပေါ့နော် elbow လို့လည်းခေါ်တယ် ankle လို့လည်းခေါ်ကြပါတယ်
ဝင်ပေါက်ထွက်ပေါက်တွေမှာဒီခြေကြော်နေရာလေးတွေမှာပေါ့နော်သုံးရတာမျိုးပါဒီကြမ်းကင်းနဲ့နရန်ကြားမှာဟနေတဲ့နေရာလေးတွေမှာသူကဒီအဆက်ရာလေးတွေမပေါ်အောင်ပေါ့နော်ဖုံအပေါ်ကဖုံပြီးတော့ကုတ်ပေးရတဲ့ဒီအယ်ဘာခြေကြော်အမျိုးအစားလေးပါရှင်အယ်ဘာသို့မဟုတ်အန်ကတ်ခြေကြော်ကြောင်းလေးတွေကိုဘယ်နေရာမှာအသုံးများလဲဆိုတော့မှန်တကားသို့မဟုတ်ဒီ slide တကားပေါ့နော်တကားအောက်ခြေကြီးမှာထည့်ပြီးတော့သုံးပါတယ်ပြီးတော့လှေကားပေါ့နော်လှေကားအထောင်နင်းဘေးဒီတောက်အနာဆုံးလေးတွေမှာခြေထောက်နဲ့တိုက်မိပြီးတော့မပျက်စီးအောင်အယ်ဘာခြေကြော်လေးတွေကိုလည်းသုံးပေးရပါတယ်နောက်တစ်ခုကဒီကြမ်းကင်းနဲ့မီးဖို့ကြောင့်ဒီကြွေပြားနဲ့ဆက်နေတဲ့အဆက်အကူးနေရာလေးတွေမှာအဟလေးတွေမကျန်အောင်ဒီအယ်ဘာလေးကိုကုတ်ပေးရပါတယ်ရှင်Skirting ကဘယ်လိုမျိုးစားလေးလဲဆိုတော့လေဒီ plastic ပါမယ်သူရဲ့ပါဝင်ပစ္စည်းတွေကပေါ့နော်ဒီ polyvinyl chloride တို့ပါဝင်ပါတယ်အတူကျုပ်ခေါ်ရရင်တော့ PVC skirting ပေါ့ရှင် PVC skirting တွေကရေဆိုလဲခံနိုင်တယ်ချလည်းမစားဘူးအလွယ်တကူကွေးလို့လည်းရတယ်နော်ဈေးနှုန်းလဲတက်တာပြီးတော့ဒီဇိုင်းမျိုးစားကလည်းဒီကျွန်းရောင်ခဲရောင်ကျွန်းနုကျွန်းရင်ဆိုပြီးတော့ဒီတစ်သားခွက်အပွေးဒီဇိုင်းမျိုးစားစုံလင်စွာရရှိနိုင်ပါတယ်ရှင်ကဲအခုဆိုရင်တော့ skirting အနာကိုလေးတက်စင်တာအပြေဝလုံးဝ100%ပြီးစီသွားပါပြီလူကြီးမင်းတို့ရဲ့အိမ်ရုံးခန်းဆိုင်ခန်းတွေမှာဒီလိုလှပတက်ရက်တဲ့ skirting အနာကိုလက်ရာလေးတွေကိုအိမ်တိုင်းရရောက်လာရောက်တက်ဆင်ပေးနေပါပြီရှင်လူကြီးမင်းတို့ရဲ့စိတ်ကူးအိမ်မက်ထဲကအတိုင်းကျန်းရင်းလေးတွေခင်းကျင်းတော့မယ်ဆိုရင်ဒီလိုလှပတက်ရက်စွာကောင်းမွန်စွာခင်းကျင်းပေးနေတဲ့ပြန်ထက်ကိုရီးယားပါကီကျန်းရင်းကိုရွေးချယ်လိုက်ဖို့အကြံပေးလိုက်ပါရစေရှင်ကွန်ပျူတာစုလို့သဘောထားပြီးတော့အသေးစိတ်အာမနာတန်ရှင်းပြပေးရမယ်ဆိုရင်ပြန်ထက်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့3992533991 3992535495ကိုဆက်သွယ်လိုက်ပါရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ